ရုရှား MMA fighter ခါဘေးကအသက်9နှစ်မှာကလေးကဝဝနဲ့ပါနပန်းလုံးခဲ့တယ် UFC ပွဲစဉ်တွေဟာ MMA လို့ခေါ်တဲ့ Mixed Martial Art Live ပွဲတန်းအားကစားသမားတွေအတွက်အင်ဦးနဲ့ကြမ်းမြင့်ဖြစ်ပြီးတော့အကောင်းဆုံးရှင်မြန်ရနေရဖြစ်ပါတယ်MMA ချန်ပီယံတွေအားလုံးထဲမှာ UFC သမိုင်းတစ်လျှောက်မှာ29ပွဲအနိုင်နဲ့ရှုံးပွဲလုံးဝမရှိစံချိန်တင်နိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ရှိပါတယ်။သူကတော့ Khabib Nurmagomedov ဖြစ်ပါတယ်။သူကို Eagle Lion လို့လည်းအမည်ပေါင်းခေါ်ကြပြီးတော့ live ပွဲတန်းမှာပြိုင်ဘက်ကင်းကစားသမားတစ်ယောက်အဖြစ်အများစုကလက်ခံထားကြပါတယ်။ခါဘစ်ကငယ်စဉ်ကလေးကကိုခံပညာကိုကောင်းစွာတက်မြောက်ခဲ့ပြီးတော့သူ့အဖေကသူ့ကိုတေချာလေးလေ့ကျင့်ပေးခဲ့ပါတယ်။ဘယ်လောက်ထိတောင်လေ့ကျင့်ပေးခဲ့တယ်လဲဆိုရင်ခါဘစ်9နှစ်အရွယ်မှာသူ့အဖေကဝဝင်ငယ်တကောင်နဲ့တိုက်ခိုက်စေခဲ့ပါတယ်။သူ့ကိုနာမည်ကြီးစေခဲ့တဲ့ပွဲတွေကတခုဖြစ်တဲ့ Conor McGregor နဲ့ပွဲဆိုရင်တော့ခုချိန်ထိပြည်သက်တွေကြားပြောဆိုနေကြတော့မှာပဲ။ခါဘစ်ရဲ့ဘဝဇလံအကြောင်းဆက်လက်မတင်ဆက်သေးခင်မှာအခုလိုကမ္ဘာပေါ်ကအောင်မြင်ကြော်ကြားတဲ့လူပုဂ္ဂိုလ်ရဲ့အကြောင်းကိုအမျက်စောင့်မျှော်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ International Page လေးကို like and follow လေးလုပ်ထားပြီးဖို့အရင်ဆုံးတောင်းဆိုလိုက်ပါတယ်။အကောင်းဆုံးတွေကိုပဲတင်ဆက်ပြသပေးသွားမှာပါရှင်။ခါဘစ်ကို1988ခုစက်တင်ဘာလ20ရက်နေ့ဒါဂတ်စတန်ဒေသစီတီဆိုတဲ့တောင်ပေါ်ရွာလေးကတိုက်ခိုက်ရေးသမားတွေနေကြတဲ့မိသားစုလေးမှာမူဖွားခဲ့ပါတယ်။ခါဘီရဲ့ဖခင်အဘယ်ဒူမာနဲ့နူမာကိုမတ်တော့ကစံပိုကိုခံပညာနည်းပြတရားမဖြစ်ခင်စစ်တပ်မှာအမှုထမ်းခဲ့ပါတယ်။အဘယ်ဒူကစက်တင်ဘာလ2019ခုနှစ်မှာစံပိုချန်ပီယံများကိုလေ့ကျင့်သင်ကြားခြင်းနဲ့နည်းပြလုပ်ပေးခြင်းတို့အတွက်အကောင်းဆုံးစံပိုနည်းပြအဖြစ်ရုရှားမှတ်တမ်းများမှာဖော်ပြခြင်းခံခဲ့ရပါတယ်။ဒါဂတ်စတန်လက်ရွေးစင်အသင်းရဲ့စီနီယာနည်းပြလည်းဖြစ်လာခဲ့ကအလွန်လေးစားထိုက်သူဖြစ်ခဲ့ပါတယ်။အဘယ်ဒူမာနဲ့ကသူ့သားနှစ်ယောက်ကိုငငယ်ကလေးကကိုခံပညာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ခါဘစ်9နှစ်သားအရွယ်မှာသူ့ဖခင်ရဲ့သူ့ဦးလေး3ယောက်ရဲ့အဲ့ဒီဦးလေးတွေရဲ့သားတွေအပါအဝင်ဒါဂတ်စတန်မြို့တော်မကာချီကလာကိုပြောင်းရွှေ့ပြီးတော့တအိမ်နဲ့စုပေါင်းနေထိုင်ခဲ့ကြပါတယ်။2005ခုနှစ်မှာတော့ကာဘစ်ကသူ့အဖေဦးဆောင်မနာလိုက်ပြီးတော့စံပိုတိုက်ခိုက်ရေးပွဲတွေမှာစတင်ဝင်ပြိုင်လာခဲ့ပါတယ်။ကာဘစ်က2008နဲ့2009ခုနှစ်စံပိုကိုခံပညာကမ္ဘာချန်ပီယံပြိုင်ပွဲတွေမှာရွှေတံဆိပ်ဆုတွေရရှိခဲ့ပြီးတော့ MMA ကိုခံပညာကိုပါလေ့ကျင့်နေခဲ့ပါတယ်။ကာဘစ်အနေနဲ့ Eurasian လို့ခေါ်တဲ့ဥရောပအာရှသားတွေရဲ့လက်ချင်းရှင်တိုက်ခိုက်ရတဲ့ပွဲတွေနာဂါခေါ် North American Grappling Association ကပြုလုပ်တဲ့ပွဲတွေ European Creation ပွဲတွေစတာတွေမှာချန်ပီယံဖြစ်လာခဲ့တဲ့နောက်သူ့အတွက်တော့ဒီစံမှုကိုခံပညာကအဓိကရွေးချယ်ခဲ့တဲ့တစ်ခုတည်းသောလမ်းကြောင်းမဟုတ်ဘူးဆိုတာသိလာခဲ့ပါတယ်။ MMA လမ်းကြောင်းပေါ်စရောက်ချိန်ဖြစ်တဲ့2008ခုနှစ်စက်တင်ဘာလကနေစပြီး2011ခုနှစ်အောက်တိုဘာလအထိခါဘစ်ကရုရှားနဲ့ယူကရိန်းနိုင်ငံပွဲတွေမှာနိုင်ပွဲ16ပွဲနဲ့ရှုံးပွဲမရှိရှင်မြန်ခဲ့ကဂုဏ်ပြုပွဲတွေအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။2012ခုနှစ်ဇန်နဝါရီမှာ UFC နဲ့လက်မှတ်ရေးထိုးခဲ့ပြီးပထမဆုံးပွဲကိုကာမန်ရှယ်လိုရော့ဖ်နဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ပွဲထမှာပြိုင်မဲ့ကစားသမားကို3လှည့်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဂလိုင်ဆန်တီဗာနဲ့တီရာကိုဂျဗာရစ်တို့ကိုအနိုင်ယူပြီးနောက်ခါဗေဟာ US Fighter Eval Trujillo နဲ့ရှင်ပြိုင်မှုအတွက်နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။2013စက်တင်ဘာမှာ Eval နဲ့ပြန်လည်ရှင်ပြိုင်ခဲ့ပြီး UFC မှာ9ချီဆက်တိုက်အနိုင်ရခဲ့ပါတယ်။အဲ့ဒီပွဲပြီးတော့9ချီဆက်အနိုင်ရတာချင်းတူတဲ့ပြိုင်ဘက်ဖြစ်တဲ့ Rafael dos Anjos နဲ့ထက်မှန်ရှင်ပြိုင်တိုက်ခိုက်ခဲ့ပါတယ်။ရာဖဲနဲ့တိုက်ခိုက်နေတော့မှလေခါဘစ်ကသူ့ရဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပြီးတော့အပြက်အသက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ခါဘစ်ကသူ့ရဲ့ UFC Professional လမ်းကြောင်းပေါ်ရောက်ခြင်းအရှိန်အဟုန်ကရက်တန့်လို့နေပါတယ်။အဲဒါကတော့ဒေါ်နယ်စီရိုနီနဲ့တိုက်ခိုက်ပြီးတဲ့နောက်ရှေ့မှာလည်းပွဲတွေဆက်ခဲ့တာကြောင့်နှစ်ရှည်ကြာစီမဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့လို့ပါပဲ။နှစ်နီးပါးအနားယူပြီးတဲ့နောက်မှာတော့2016ခုနှစ်ဧပြီမှာတိုနီဖာကူဆန်နဲ့တိုက်ခိုက်ဖို့ပြိုင်ပွဲကွင်းထဲကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဖာကူဆန်နဲ့ပွဲစီစဉ်ထားပြီးမဲ့ရော့ဟော်ဂျာနဲ့သာအရင်ရှင်ပြိုင်ခဲ့ရပြီးတော့လွယ်ကူစွာနဲ့ပဲအနိုင်ရရှိခဲ့ပါတယ်။ခါဘစ်နှစ်နှစ်လောက်အနားယူသွားတဲ့အချိန်အတွက်တွင်အများစုကချန်ပီယံအနေနဲ့ပဲဖြစ်လိမ့်မယ်ဆိုပြီးယူဆခဲ့ကြပါတယ်။ဂျပန်မှာကော်နာနဲ့နိုက်ဒီစ်တို့ UFC နဲ့ Featherweight ချန်ပီယံပွဲစဉ်မှာဂျပန်ပြန်လည်တိုက်ခိုက်ခဲ့ကြပြီးတော့ကော်နာကနိုင်ခဲ့ပါတယ်။နောက်ပွဲတွေမှာ Edin Alvarez နဲ့ကော်နာတို့ကိုတွေ့ဆုံစေခဲ့ပြီးတော့သူကတော့ Michael Johnson နဲ့ရင်ဆိုင်ခဲ့ပြီးအနိုင်ရခဲ့ပြန်ပါတယ်။ခါဘစ်နဲ့ဖာကူဆန်ပွဲကိုထက်စီစဉ်ထားခဲ့ပြီးမြဲခါဘစ်ကနေမကောင်းဖြစ်ပြီးကိုယ်လေးချင်းရောကြသွားတာကြောင့်ပွဲပြတ်သွားကခါဘစ်အနေနဲ့တစ်နှစ်လောက်ထပ်ပြီးအနားယူခဲ့ပြန်ပါတယ်။အဲဒီနောက်2019ခုနှစ်ဒီဇင်ဘာတော့ပြိုင်ပွဲနဲ့ပြန်ဝင်လာခဲ့ပြီးဘာဘူဇာနဲ့ရင်ဆိုင်ကအနိုင်ယူခဲ့ပါတယ်။နှစ်ရှည်ကြာဆောင်ဆိုင်မှုတွေနဲ့တူတိုနီဖာကူဆန်နဲ့ခါဘစ်တို့ရဲ့ပွဲကိုပွဲကျင်းပသူတွေကပြန်လည်စီစဉ်ပေးခဲ့ပြီးမြဖာကူဆန်ဘက်ကနာမကျန်းဖြစ်လို့ထပ်မံဖျက်သိမ်းခဲ့ရပြန်ပါတယ်။ပြိုင်ဖက်အပြောင်းလဲများစွာကြုံခဲ့ရပြီးတဲ့နောက် UFC အနေနဲ့တောင်ပွဲစဉ်မှာပြိုင်ပွဲဝင်ဟောင်းအဲလာကွန်တာနဲ့တိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှာတော့ UFC မှာပထမဆုံးသော Muslim Light Weight ချန်ပီယံဖြစ်လာခဲ့ပါတယ်။ခါဘစ်အမြင့်မှုသတင်းတွေနဲ့အတူ Conor McGregor တို့အဖွဲ့နဲ့ခါဘစ်တို့အဖွဲ့ကားဘက်ကဲမှာရန်ပွဲဖြစ်ခဲ့တဲ့သတင်းတွေကလည်းပြန့်နှံ့လို့နေပါတယ်။ဒေသနာအစကခါဘစ်ကကော်နာရဲ့အသင်းသားတက်ကိုဟိုတယ်ဧဆောင်နေရာမှာပါရိုက်ခဲ့တာကြောင့်လို့ပြောကြပါတယ်။ကော်နာကိုရိုင်ကခုံးတဲ့ဘတ်စကားမှန်ဒီကိုကွဲအောင်ပစ်ပေါက်ခဲ့ပြီးခါဘစ်နဲ့ Arish သားတို့ကြားရန်ညှိုးရှိခဲ့ပါတယ်။ဒီလိုရန်ညှိုးတွေကြောင့် UFC သတင်းမှာဟိုလီတကြောဖြစ်ခဲ့ရပြီးခါဘစ်နဲ့ကော်နာတို့ရဲ့အမုန်းတရားတွေအပြည့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြမဲ့ပွဲကို2018အောက်တိုဘာလမှာပြုလုပ်မယ် UFC 229ပွဲစဉ်မှာဆင်သွင်းခဲ့ကြပါတယ်။ UFC သမိုင်းတခြားလက်မှတ်ရအောင်အကောင်းဆုံးပွဲတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ကော်နာကိုစတုထအကြီးမှာအနိုင်ယူ
ခဲ့ပြီးတဲ့နောက်ခါဘေးရဲ့ကြော်ကြားမှုကတဟုန်တုံးကြီးမားလာခဲ့ပါတယ်ကမ္ဘာကျဲပွင့်အားကစားသမားတွေကတယောက်ဖြစ်လာပြီးတော့ Instagram မှာလည်း follower အများဆုံးရုရှားနိုင်ငံသားဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကော်နာကိုအနိုင်ယူပြီးချင်းလောက်အိမ်တန်စကားပေါ်ကနေခုန်ထွက်ကကော်နာရဲ့အသင်းဘက်ကိုသွားပြီးသူ့ကိုရန်ဆခဲ့တဲ့သူတွေကိုစိန်ခေါ်အော်ပြောခဲ့တာတွေတော့ရှိပါတယ်အဲ့လိုအပြုအမူတွေကြောင့် Las Vegas မှာတန်ကြီးဆောင်ခဲ့ရပြီးနောက်မပြုတ်လို့ဖို့သတိပေးခံခဲ့ရပါတယ်အဲ့ဒီနောက်2019စက်တင်ဘာမှာ UFC 242ပွဲစဉ်အတွက်အစည်းပေးခဲ့ပါတယ်ပြိုင်ပွဲကိုသူ့အဖေနဲ့သူ့နီးပြရှိရာအဘူဒါဘီမှာကျင်းပသွားမှာဖြစ်ပါတယ်အရင်ကသူ့အဖေက US visa ကြောင့်ပွဲစဉ်တွေကိုမလိုက်ခဲ့ရပေမယ့်အခုတစ်ခါမှာတော့သူကိုယ်တိုင်အားပေးနိုင်မှာဖြစ်လို့ခါဖက်အတွက်တော့အားအရဆုံးပွဲဖြစ်ခဲ့ပါတယ်သူ့အဖေနဲ့သူ့ပရိသတ်တွေအားပေးမှုတွေကြောင့်ပြိုင်ပွဲဖြစ်တဲ့ Dustin Poirier ကို3ချီနဲ့အနိုင်ယူခဲ့ပြန်ပါတယ်ဒိုနီဖာဂူဆန်နဲ့ပွဲကိုနောက်ထပ်တစ်ခါစီစဉ်ခဲ့ပေမယ့်ကိုဗစ်ရောဂါကြောင့်ထပ်မံပွဲပြတ်ခဲ့ရပြန်ပါတယ်ခါဖက်ကကိုဗစ်ကြောင့် US ကိုမသွားနိုင်တော့တဲ့အခါမှာဖာဂူဆန်က Justin Gaethje နဲ့ရှင်ပြိုင်လိုက်ရပါတယ်အဲ့ဒီပွဲမှာ Gaethje ကအနိုင်ရပြီးခါဖက်နဲ့ Gaethje တို့အဘူဒါဘီမှာ UFC 254ပွဲစဉ်အတွက်ရင်ဆိုင်ခဲ့ကြပါတယ်ဝန်နေစရာကောင်းတာကခါဖက်ရဲ့အဖေက2020ခုနှစ်ဇူလိုင်မှာကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့ပြီးတော့ခါဖက်အတွက်တော့အလွန်စိတ်ထိခိုက်ခဲ့ရပါတယ်3လအကြာမှာတော့သူနဲ့ Gaethje တို့ပွဲကိုဆက်လက်ရှင်ပြိုင်ခဲ့ကြပြီး Gaethje ကိုထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီပွဲပြီးချိန်မှာခါဖက်ကပရိသတ်အများရှိမှဒူထောက်ထိုင်ချလိုက်ပြီးသူဟာသူ့ဖေရဲ့ပံ့ပိုးမှုမပါဘဲနောက်ထပ်မတိုက်ခိုင်နိုင်တော့ဘူးလို့သူ့အမိကိုဂရုပေးခဲ့ကြောင်းဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်အဲ့ဒီပွဲပြီးတဲ့နောက်ခါဖက်ကနိုင်ပွဲ29ပွဲနဲ့ရှုံးပွဲလုံးဝမရှိတဲ့ပြိုင်ပွဲကင်းချန်ပီယံဖြစ်လာခဲ့ပြီး MMA လောကကနေအနားယူခဲ့ပါတယ်အခုချိန်မှာ MMA လောကကနေအနားယူသွားပြီဖြစ်ပေမယ့်သူရဲ့သမိုင်းတွင်တဲ့အောင်မြင်မှုတွေအကြောင်းလူတွေကြားပြောနေကြတော့မှာပဲရှင်ဟုတ်ကဲ့ပါအခုဗီဒီယိုထဲမှာတော့ခါဖက်ရဲ့ချန်ပီယံဖြစ်လာပုံကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ခါဖက်အနေနဲ့ MMA လောကကနေအပြီးပိုင်အနားယူသွားမှာလားပြန်လာမလားဆိုတာကိုပြည်သူကြီးတို့ရောဘယ်လိုမြင်ပါလဲဘာကြောင့်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်အစမ်းတွေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းပြည်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်